လက်မှတ်ထိုးခိုင်းတဲ့သတင်းကြလို့ဘာလက်မှတ်ထိုးဝန်ထမ်းတွေကိုဘာလက်မှတ်ထိုးခိုင်းတာလို့သိချင်လို့ထိုးခိုင်းပါဘူးဝန်အမဟုတ်ထိုးခိုင်းပြောနေထိုးခိုင်းတဲ့လူတွေကပြောလိုက်ပြီဟုတ်တယ်အဲ့ဒါဘာလက်မှတ်တွေရောမဟုတ်ဆက်ဒါဘာလက်မှတ်မဟုတ်ဒါကျမတို့လက်ရေးတွေဘသူကထိုးခိုင်းတယ်မဟုတ်ဘူးဟုတ်လေကွာဝန်ထမ်းတွေကိုဥစားအရင်ပြောဆရာဘသူဘာလက်မှတ်ထိုးခိုင်းတာလဲသိချင်မဟုတ်ဆရာကလက်မှတ်ထိုးခိုင်းဝန်ထမ်းစင်းရလာတောင်းတာလေမဟုတ်ဝန်ထမ်းစင်းရလာတောင်းတဲ့သတင်းကြရလေဘသူတောင်းတာဝန်ထမ်းတွေကတော့ပြောတယ်ကျွန်တော်တို့လာပြောပြီးအမတို့ကပြောတယ်ဝန်ထမ်းတွေကတော့ကျွန်တော်တို့လာပြောထားတယ်တယ်နာမည်အတိအကျပြောမမတို့ဆရာကြီးပြောလိုက်မအကုန်ပြောနေဆိုတဲ့စကားမပြောနဲ့ဆရာကလာပြောတဲ့နာမည်အတိအကျပြောတချို့ဝန်ထမ်းငယ်တွေကအလုပ်လုပ်ချင်တယ်တဲ့သူတို့ကလည်းသူတို့ဆရာကြီးကိုလာပြောတာဆရာကြီးလာတွေ့တာသူတို့လာပြောလို့ခေါ်လိုက်တာသူတို့လာပြောတယ်သူတို့ကိုယ်တိုင်လာပြောတာသူတို့ကိုယ်တိုင်လာပြောတယ်လာပြောတာဘသူပြောတော့ဘသူတော့ဝန်ထမ်းငယ်တွေအားလုံးဝန်ထမ်းငယ်တွေလာပြောတယ်အားလုံးပြောတယ်မပြောနဲ့ကျွန်တော်ဒီမှာလာပြောတဲ့လူတွေကိုလာပြောတာဒါပဲအခုအဲ့ဆိုမို့ရှင်းတဲ့ဝန်ထမ်းတွေကိုလက်မှတ်လာထိုးခိုင်းဆရာဒီမှာလာပြီးတော့ဘယ်လိုလုပ်လဲဝန်ထမ်းတွေကိုလက်မှတ်လာထိုးခိုင်းတယ်ဆိုသတင်းကြလို့အဲ့ဒါဘာဖြစ်လို့လဲလို့ပြန်ဘာကိုလက်မှတ်ထိုးခိုင်းတာတော့ဘာလဲသတင်းကြလို့အဲ့ဒါပြောတာဆရာဟုတ်တယ်ကျွန်တော်ကိစ္စကျွန်တော်လုပ်နေဟုတ်တယ်လေမို့လေဝန်ထမ်းတွေလက်မှတ်ထိုးခိုင်းတယ်ဆိုစီပြန်ပါလေဝန်ထမ်းဘာတော့လုပ်ချင်ဒီဘာလောက်တာတော့ပြောဝန်ထမ်းတွေလက်မှတ်လုပ်ချင်တာမင်းဘာလုပ်ချင်တာပြောဝန်ထမ်းတွေကိုလက်မှတ်ထိုးခိုင်းတဲ့သတင်းကြလို့ထိုးခိုင်းလို့မရဘူးလားဟုတ်လေဘာကိုထိုးခိုင်းတာလဲဘာလို့ထိုးခိုင်းလို့မရဘူးလားပြောကျွန်တော်မှမေးခွင့်မရှိဘူးလားဆရာမေးလို့မရဘူးမင်းမမေးခွင့်မရှိဘူးဘာဖြစ်လို့တော့ဆရာကြီးငါတို့ကိစ္စငါတို့ဒါရုံခန်းထဲမှာနော်ရုံခန်းထဲမှာနော်ဟုတ်တယ်ကျွန်တော်လည်းအဲ့ကြောင့်မလို့ကျွန်တော်လည်းဝန်ထမ်းအနေနဲ့ကျွန်တော်လည်းလာမေးချက်လေလက်မှတ်ထိုးခိုင်းတယ်ဆိုကျွန်တော်လည်းဝန်ထမ်းပဲဆိုကျွန်တော်လည်းလက်မှတ်ထိုးပြရမှာလားမထိုးအောင်အလုပ်တက်တဲ့လူထိုးရမယ်မတက်မလားတုံးမတက်ဘူးဆိုမင်းသွားလို့ရပြီလုပ်တဲ့လူလက်မှတ်တက်မင်းသွားလို့ရပြီသွားလို့ရနော်မတက်ရင်သွားလို့ရတဲ့ထိုးလို့ကျွန်တော်လည်းဝန်ထမ်းအနေနဲ့ကျွန်တော်လာမေးချက်လေလက်မှတ်ထိုးခိုင်းတယ်ဆိုကျွန်တော်လည်းဝန်ထမ်းပဲဆိုကျွန်တော်လည်းလက်မှတ်ထိုးပြရမှာလားမထိုးအောင်အလုပ်တက်တဲ့လူထိုးရမယ်မတက်မလားတုံးမတက်ဘူးဆိုမင်းသွားလို့ရပြီလုပ်တဲ့လူလက်မှတ်ထိုးသွားလို့ရပြီနော်မတက်ရင်သွားလို့ရတဲ့ထိုးလို့လက်မှတ်ထိုးခိုင်းတဲ့သတင်းကြလို့ဘာလက်မှတ်ထိုးဝန်ထမ်းတွေကိုဘာလက်မှတ်ထိုးခိုင်းတာလို့သိချင်လို့ထိုးခိုင်းပါဘူးဝန်အမဟုတ်ထိုးခိုင်းပြောနေထိုးခိုင်းတဲ့လူတွေကပြောလိုက်ပြီဟုတ်တယ်အဲ့ဒါဘာလက်မှတ်တွေရောမဟုတ်ဆက်ဒါဘာလက်မှတ်မဟုတ်ဒါကျမတို့လက်ရေးတွေဘသူကထိုးခိုင်းတယ်မဟုတ်ဘူးဟုတ်လေကွာဝန်ထမ်းတွေကိုဥစားအရင်ပြောဆရာဘသူဘာကိုလက်မှတ်ထိုးခိုင်းတာလဲသိချင်မဟုတ်ဆရာကလက်မှတ်ထိုးခိုင်းဝန်ထမ်းစင်းရလာတောင်းတာလေမဟုတ်ဝန်ထမ်းစင်းရလာတောင်းတဲ့သတင်းကြရလေဘသူတောင်းတာဝန်ထမ်းတွေကတော့ပြောတယ်ကျွန်တော်တို့လာပြောပြီးအမတို့ကပြောတယ်ဝန်ထမ်းတွေကတော့ကျွန်တော်တို့လာပြောထားတယ်တယ်နာမည်အတိအကျပြောမတို့ဆရာကြီးပြောလိုက်မအကုန်ပြောနေဆိုတဲ့စကားမပြောနဲ့ဆရာကလာပြောတဲ့နာမည်အတိအကျတချို့ဝန်ထမ်းငယ်တွေကအလုပ်လုပ်ချင်တယ်တဲ့သူတို့ကလည်းသူတို့ဆရာကြီးကိုလာပြောတာဆရာကြီးလာတွေ့တာသူတို့လာပြောလို့ခေါ်လိုက်တာသူတို့လာပြောတယ်သူတို့ကိုယ်တိုင်လာပြောတာသူတို့ကိုယ်တိုင်လာပြောတယ်လာပြောတာဘသူပြောတော့ဘသူတော့ဝန်ထမ်းငယ်တွေအားလုံးဝန်ထမ်းငယ်တွေလာပြောတယ်အားလုံးပြောတယ်မပြောနဲ့ကျွန်တော်ဒီမှာလာပြောတဲ့လူတွေကိုလာပြောတာဒါပဲအခုအဲ့ဆိုမို့ရှင်းတဲ့ဝန်ထမ်းတွေကိုလက်မှတ်လာထိုးခိုင်းဆရာဒီမှာလာပြီးတော့ဘယ်လိုလုပ်လဲဝန်ထမ်းတွေကိုလက်မှတ်လာထိုးခိုင်းတယ်ဆိုသတင်းကြလို့အဲ့ဒါဘာဖြစ်လို့လဲလို့ပြန်ဘာကိုလက်မှတ်ထိုးခိုင်းတာတော့ဘာလဲသတင်းကြလို့အဲ့ဒါပြောတာဆရာဟုတ်တယ်ကျွန်တော်ကိစ္စကျွန်တော်လုပ်နေဟုတ်တယ်လေမို့လေဝန်ထမ်းတွေလက်မှတ်ထိုးခိုင်းတယ်ဆိုစီပြန်ပါလေဝန်ထမ်းဘာတော့လုပ်ချင်ဒီဘာလောက်တာတော့ပြောဝန်ထမ်းတွေလက်မှတ်လုပ်ချင်တာမင်းဘာလုပ်ချင်တာပြောဝန်ထမ်းတွေကိုလက်မှတ်ထိုးခိုင်းတဲ့သတင်းကြလို့ထိုးခိုင်းလို့မရဘူးလားဟုတ်လေဘာကိုထိုးခိုင်းတာလဲငါတို့ထိုးခိုင်းလို့မရဘူးလားပြောကျွန်တော်မှမေးခွင့်မရှိဘူးလားဆရာမေးလို့မရဘူးမင်းမမေးခွင့်မရှိဘူးဘာဖြစ်လို့တော့ဆရာကြီးငါတို့ကိစ္စငါတို့ဒါရုံခန်းထဲမှာနော်ရုံခန်းထဲမှာနော်ဟုတ်တယ်ကျွန်တော်လည်းအဲ့ကြောင့်မလို့ကျွန်တော်လည်းဝန်ထမ်းအနေနဲ့ကျွန်တော်လည်းလာမေးချက်လေလက်မှတ်ထိုးခိုင်းတယ်ဆိုကျွန်တော်လည်းဝန်ထမ်းပဲဆိုကျွန်တော်လည်းလက်မှတ်ထိုးပြရမှာလားမထိုးအောင်အလုပ်တက်တဲ့လူထိုးရမယ်မတက်မလားတုံးမတက်ဘူးဆိုမင်းသွားလို့ရပြီလုပ်တဲ့လူလက်မှတ်တက်မင်းသွားလို့ရပြီသွားလို့ရနော်မတက်ရင်သွားလို့ရတဲ့ထိုးလို့ကျွန်တော်လည်းဝန်ထမ်းအနေနဲ့ကျွန်တော်လာမေးချက်လေလက်မှတ်ထိုးခိုင်းတယ်ဆိုကျွန်တော်လည်းဝန်ထမ်းပဲဆိုကျွန်တော်လည်းလက်မှတ်ထိုးပြရမှာလားမထိုးအောင်အလုပ်တက်တဲ့လူထိုးရမယ်မတက်မလားတုံးမတက်ဘူးဆိုမင်းသွားလို့ရပြီလုပ်တဲ့လူလက်မှတ်သွားလို့ရပြီနော်မတက်ရင်သွားလို့ရတဲ့ထိုးလို့